ဒီနေ့ကျွန်တော်တို့နဲ့ရင်ဆိုင်ရမယ့်မကောင်းဆိုးဝါးရဲ့နာမည်ကိုတော့ The Creepy House လို့ခေါ်ပါတယ်ဒီကောင်ကြီးမှာဆိုလို့ရှိရင်တော့အရန်မှာကြောက်ဖို့ကောင်းတဲ့လေပင်တစ်စုံကိုလည်းပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပေါ့ဒီကောင်ကြီးကကျွန်တော်တို့ player တွေကိုတခုခိုင်းလေးရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုဆက်ရဲရှာခိုင်းတာပေါ့တကယ်လို့ကျွန်တော်တို့ကတူတောင်းတဲ့ဆက်ရဲကိုမရှာပေးဘူးဆိုလို့ရှိရင်တော့တေချာရဲဒါကျွန်တော်တို့ကသူ့ရဲ့အစာဖြစ်သွားပြီနောက်ပြီးတော့ဒီကောင်ကြီးကကျွန်တော်တို့ကိုဆက်ရရှာဖို့အတွက်အချိန်ပေးတယ်အဲ့ဒီအချိန်တွေမှာဒီလိုချင်းတဲ့ဖြစ်စည်းကိုမချနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကောင်ကြီးရဲ့အစာဖြစ်သွားပြီတကယ်ချင်းတို့ကဲအဲ့တော့ဗီဒီယိုလေးကိုစရကြရအောင် Let's go Okay ကျွန်တော်တို့ horror ရတာပဲဟဲ့ဒီဝက်ကဘာတော့ဟာစရည်နဲ့ဟေးထားလိုက်ပါကျွန်တော်တို့လာအရင်ဆုံးတက်ခုတ်ကအောင်โอเคတထုံရပြီဘရိုအဲ့ဒီခုနကဝက်ကဘာကြီးတော့လဲမသိဘူးပေါ့နော်ကျွန်တော်တို့ဒီမှာသူ့ပေါ်မှာလည်းကျွန်တော်တို့စရည်တွေရှိတယ်ပြီးတော့မှတစ်ချက်လောက်တွားကြည့်ရအောင်ဘရိုဟုတ်တယ်မလားကျွန်တော်တို့နည်းနည်းလေးလေးလာကြည့်ရအောင်နိအဲ့တော့သူ့ကိုမြင်မြင်ဆန်ဆန်လေးခိုးလိုက်မယ်โอเคရပြီဘယ်ဒီကောင်ကိုရိုက်လို့ရတာမသိနော်ရတယ်ဟာရိုက်လို့တော့တေရောတေရလားရောဟာဒီကောင်မသေးဘူးဟာကဲကျွန်တော်လာရင်လို့ credit တွေပဲလောက်ကောင်ရုံးလို့တက်တော့အရင်ခြေလိုက်မယ်โอเค credit တွေပဲရပြီ polish ကျွန်တော်တို့ဒီ step ပါတစ်ခါလေးလုပ်လိုက်မယ်ပေါ့နော်ရပြီကဲအဲ့တော့ကျွန်တော်တို့ဒီနားမှာဝရန်ပစ်ကတ်လေးတစ်ချောင်းလောက်လုပ်ကောโอเคရပြီကျွန်တော်ဒီဝက်ကိုတော့တက်လို့ရတော့မှာဗျလာတက်ကြအောင်တစ်ချက်ပဲဟာတို့โอเคဘာရေးထားလဲတော့မသိဘူးကျွန်တော်လည်းမဖတ်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအနီးနားမှာရှိကျွန်တော်တို့ဒီကြောက်တွေကိုပဲကျွန်တော်တို့မိုင်းရအောင်ဗျအရင်ဆုံးကျွန်တော်တို့ stone picket ချောင်းထုတ်လိုက်မယ်ပေါ့နော်ဒါနဲ့ဆိုရင်တူရတာပို့ပြီးမြောင်ရလိမ့်မယ်โอเคရပြီအဲ့တော့ကျွန်တော်တို့တစ်ခါလေးပဲဒီနားကြောင်မီသွေးလေးတွေပါပြောရလို့ရှိရင်ကျွန်တော်တို့အကုန်လုံးတူးလိုက်မယ်ပေါ့နော်တစ်ခါလေးမိုင်းလိုက်မယ်ကြောင်မီသွေးတွေပါအဲ့ဒါဆိုကျွန်တော်ဒီကြောင်မီသွေးရတယ်တော်တော်ယူလိုအပ်တယ်ပေါ့နော်ကျွန်တော်ဒီအမောင်လေးတွေပါတယ်ပါဆိုကျွန်တော်ဒီကောင်တွေနဲ့ကျွန်တော်မီတို့တွေလုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့လိုအပ်တဲ့ဖြူလေးတွေ crack အောင်အဲ့တော့ကျွန်တော်တို့နေဖို့အတွက်နေရာသွားချရအောင်ဆိုတော့ကျွန်တော်ဘယ်လိုပြောတယ်ကိုရှိရဗျကျွန်တော်ဒီ Minecraft ဆော့လာတာကြားလာနေပေါ့နော်ဒီစွမ်းမရုံမှာကျွန်တော်ဒီ support လို့ရှိရင်ကျွန်တော်9မိနစ်ပြည့်အောင်တခါမှမနေဘူးအဲ့တော့ဒီနေ့တော့နည်းနည်းထူးဆန်းလေးဖြစ်အောင်ဗျာကျွန်တော်ဒီစွမ်းမရုံမှာပဲဘယ်လိုပြောမလဲစွမ်းမရုံမှာပဲကျွန်တော်တို့အိမ်ဆောက်ပြီးနေကြမယ်အဲ့တော့ကျွန်တော်တို့အိမ်ဆောက်ဖို့အတွက်နေရာလေးလိုက်ရှာရအောင်ဆိုတော့ဒီပိုင်းရောလည်းကျွန်တော်တေချာကြည့်မယ်ဆိုလို့ရှိရင်တော့လည်းသူကြည့်လို့ကောင်းတယ်ပေါ့နော်ပြောမယ်ဆိုရေပြင်ကြီးပဲလှတာတော့လှတယ်ဗျအရှိမတိုးတော့ကောင်โอเคရပြီဟဲ့အောင်တိုးပေါက်လေးကျွန်တော်တို့ကတော့တစ်ကောင်မဲရသေးတယ်နည်းနည်းတော့မောင်းလာပြီဗျโอเคရှင်းမတော့တစ်ကောင်တက်တွေ့ပြန်ပြီရော့သေးပြီโอเคရပြီအဲ့ဒီတော့ဘရိုးနေတော့ဝင်တော့မယ်ဗျကျွန်တော်နေမဝင်ခင်ဒီကတင်လေးတစ်လုံးလောက်တော့ရအောင်လုပ်ရမယ်ဘာလို့ကျွန်တော်ဒီကောင်ကြီးကအခုတော့လာမမဟုတ်သေးဘူးဒါပေမဲ့ကျွန်တော်သိတယ်မလားတခြားဇွန်မီတွေပါရှိရလေသူတို့ကိုလည်းကြောက်ကသေးတယ်ဗျအဲ့တော့ဒီနားဝက်လေးကိုတက်ကောင်โอเคဟိုမှာတူးတဲ့ကောင်တွေ့ပြီဟဲ့ကျေးဇူးပါကွာမင်းကငါ့ရဲ့နောက်ဆုံးဘယ်လိုပြောမလဲမင်းရှိမှငါကရင်လို့ရမှာကွာโอเคဒီမှာကရင်လို့ရပြီโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီညဘက်ကိုလုံးဝကြောက်စရာမလိုတော့ဘူးအဲ့တော့ကျွန်တော်တို့အိတ်လို့ရပြီ
အရင်ဆုံးမဲခင်မှာအိမ်ဆောက်ဖို့အတွက်နည်းနည်းလေးကျွန်တော်မြင်ကြီးတဲ့နေရာတွေနည်းနည်းလောက်လိုက်ရှာရအောင်နည်းနည်းကျဲမဲ့နေရာတော့ပေါ့တော့ပြေးတယ်ဟာအဲ့မပြေးချင်ကြီးရော့တေးရပြီဟိုဘီရိုရဲ့နေတော်ဝင်နေပြီလို့အော်အရှင်မတူတော့ကောင်မင်းတို့ကောင်တွေကအခုမှပေါ်လာတာလားလို့နေဝင်လာရတယ်လှက်လိုက်တာဗျာအိုးအရှိမတိုးတယ်အော်တိုးတော့ကောင်ဟေးရော့ရပြီဒီဘက်မှာအညိုရောရော့တေးပြီရပြီအဲ့တော့ကျွန်တော်တို့ဒီနားလေးကနည်းနည်းလေးကျဲတယ်လို့ခံထားရတယ်အဲ့တော့ကျွန်တော်တို့ဒီနားလောက်မှာပဲအိတ်လိုက်မယ်ပေါ့နော်မနေ့ရောက်လို့ရှိရင်လည်းကျွန်တော်ဒီနားလောက်မှာပဲကျွန်တော်တို့အိမ်မယ်ဘာတိုင်းလို့နိုကျွန်တော်ရှင်မှာမိနစ်ကြီးပေါ်လာပြီဒီကောင်ကြီးကကျွန်တော်တို့မိနစ်30အချိန်ပေးရပေါ့နော်30ထဲမှာကျွန်တော်တို့ဆက်ရရှာမှာဒီကောင်ပမာလဲဟိုမှာဟာဝေးအဲ့ရောကြီးဒီကောင်လေပြင်းကိုကြည့်ပါဦးလို့no ကျွန်တော်တွန်းလာသွားကြည့်အောင်တွန်းလာသွားကြည့်ပါလို့တွန်းလာသွားကြည့်အောင်ဟဲ့ကျွန်တော်တို့ဒီကောင်ကြီးကဘာမှတော့မလုပ်ဘူးဗျအခုမလုပ်ဘူးဆိုပေမဲ့သူပေးတဲ့မိနစ်ပြည့်လို့ရှိရင်ကျွန်တော်တို့ဒီကောင်ကြီးကတတ်မှာဗျကြည့်ပါဦးဘရိုရလေပြင်းယူကြောက်စရာကြီးအဲ့တော့ကျွန်တော်တို့လည်းလုံးဆက်ကြီးရလောက်အောင်အဲ့ဒီတော့ကျွန်တော်တို့ဒီမှာကတင်ချလိုက်မယ် Okay credit တွေပဲဒီကိုရပြီပြီးတော့ကျွန်တော်တို့ဒီမှာအိမ်ဆောက်ဖို့တစ်ခုတ်ခမယ်ပေါ့နော်တစ်ကတော့နည်းနည်းများစသားတော့လိုတယ်Okayဒီလောက်နဲ့တော့လောက်မှမဟုတ်သေးဘူးဗျာတစ်ကဘာလို့ရှိကျွန်တော်အိမ်ကတော့အရင်ကြီးတော့စောင့်မှာမဟုတ်ဘူးနည်းနည်းလေးပြောမယ်ဆိုဘယ်လိုလဲဒီကြီးလို့ကောင်းအောင်ပေါ့ကျွန်တော်တို့အောက်ဘက်ချန်တော့ဒီပုံစံတိုင်းပေါ့နော်โอเคရပြီဘယ်လိုရတစ်ကမလောက်တော့ဘူးလို့လားတစ်စခုတ်အောင်โอเคရပြီနည်းနည်းလောက်စခုတ်အောင်ဝေးဘာကြီး bro ဟိုကြီးအနားရောက်ချလာတာ no ဟဲ့အောင်ရေးလို့တိုးလုံးတော့လဲလိုက်သေးတယ်ဒီကောင်ကဘာတော့ကွာငါကြီးပဲကျွန်တော်အောက်ဘက်ချမ်းတော့ဒီတိုင်းလေးနည်းနည်းလေးဆက်ခါလိုက်မယ်โอเคကျွန်တော်ဂျန်ကင်းတော့ကတော့ကျွန်တော်ဆက်လက်ပြလောက်ကောင်โอเคရပြီအဲ့ဒီတော့ကျွန်တော်တို့ဒီမှာဒီလိုမျိုးလေးချလိုက်မယ်ပေါ့နော်โอเคနောက်ဆုံးတစ်ခုရောရပြီအဲ့တော့ကျွန်တော်တို့ဒီမှာအိမ်ဆောက်တာကြတော့ကျွန်တော်ဘယ်နားမှာချရင်ကောင်းမလဲโอเคဒီနားလောက်မှာပဲလုပ်ရတော့မယ်ပေါ့နော်အဲ့ဒီတော့ဘယ်ဒီမှာတစ်ခုဘယ်နဲ့ဘယ်မှာနဲ့โอเคရပြီ3ဘလော့အဲ့တော့ကျွန်တော်တို့ဒီနားမှာမှောင်နေတဲ့ကြောင့်မို့ကျွန်တော်မီးတုပ်လေးလောက်အောင်အဲ့ဒီတော့ကျွန်တော်ဒီအောက်ဘက်ကျမှမီးတုပ်လိုက်ထုံးအောင်ပြပြောပြီးတော့ဒီပိုင်းရောပေါ့နော်ကျွန်တော်ဒီမီးတုပ်ထုံးတာဒါပေမဲ့အဲ့လောက်ကြီးလင်းတဲ့ထဲမှာမပါဘူးပေါ့နော်ဒီကောင်ကမီးတုပ်အဲ့လောက်ကြီးမလင်းကျွန်တော်နောက်နေ့မနေ့တော့ရောက်လာပြီအဲ့တော့ကျွန်တော်တစ်စခုတ်ခအောင်အင်းရတော့ရောပြီးရင်ဗျတစ်ကတော့ခဏပြီးခဏခုတ်ခါရပေါ့နော်အဲ့လိုကြီးတစ်ကအကုန်မလို့တော့မထင်တော့ဗျဒါပေမဲ့တော်တော်ရုပ်ကုန်နဲ့ဝေးဟေးရောဘယ်နေရောက်နေရလားထားလိုက်ပါကျွန်တော်တစ်ပဲစခုတ်ခအောင်ကျွန်တော်တို့ကအင်းဆောက်ပေါ်လို့ရှိရင်တော့ကျွန်တော်တို့ကပြီးပြီပေါ့နော်အဲ့တော့အခုကတော့တက်ကုန်နည်းနည်းများများလေးခုတ်ထားလိုက်မယ်โอเคအဲ့တော့အိမ်ဆောက်ရအောင်ဘလို့ဘေးကောက်တော့ကျွန်တော်တို့ဒီလိုပုံစံမဲ့ခါလိုက်တော့မယ်โอเคနောက်ဆုံးတစ်ခုရပြီ
အဲ့တော့ကျွန်တော်တို့ဒီအမိုးရဲ့တကားတက်ဖို့ရဲ့အဲ့ဒါပဲကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ဒီမှာ credit တွေပဲပြီးဒီမှာ furniture okay ရပြီအဲ့ဒီတော့ကျွန်တော်တို့ဒီတကားလေးတစ်ခုလောက်လောက်အောင်ဘရို okay ရပါပြီခင်ဗျာအဲ့တော့ကျွန်တော်တို့တကားကိုဘယ်လိုထားရှင်းမတိုင်းဒီလိုပဲထားလိုက်တော့မယ်ဟေးရပြီအဲ့ဒီတော့ကျွန်တော်တို့ဘရိုဒီကောင်ကြီးရဗျာဒီလားသူအချိန်ရတဲ့နီးနေပြီဆိုတော့သူဆက်ရက်သွားပေးထားရင်ကောင်းမှတင်နေတော့ဘရိုဟေးရကွာမင်းကအပေါ်ရောက်နေငါဝေးကျွန်တော်တို့တက်ပြီးကျွန်တော်တို့တက်မှရမှာပေါ့နော်အဲ့ဒီတော့ဟေးရောမမင်းတို့ကျင်တဲ့ဆက်တယ်ရောမင်းတက်လို့ရโอเคရတယ်ဟာဘရိုโอเคဘရိုရတယ်ဟာတွားလို့ရတာမသိနော်ရောတွားလို့တော့မရဘူးဗျโอเคထားလိုက်ပါအဲ့တော့ကျွန်တော်တို့အိမ်မက်ဆက်တော့ရအောင်အမိုးပွားလို့ရှိရင်တော့ကျွန်တော်တို့ဒီအိမ်ရတော့ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အမိုးပိုင်းမက်ဆက်တော့ရအောင်โอเคရပါပြီခင်ဗျာဘရိုရေနေတော်ဝင်နေပြီဗျာကြည့်ပါဦးတော့မှလှလိုက်တယ်ဘရိုကျွန်တော်တို့မနေ့ရောက်ရင်ဟိုကောင်ကြီးထက်လာအောင်မလားမသိဘူးเนาะအဲ့တော့ကျွန်တော်တို့လာအိတ်လိုက်ရအောင်โอเคမိုးတော့နေလာပြီကျွန်တော်တို့အချိန်အောက်ကြီးမပြီးတော့ဘူးဗျဝေးသူ့ဘုံမှာဟိုမှမရှိတော့เนาะအဲ့တော့သူဘယ်ရောက်လာတယ်မသိဘူးလို့ဝေးဟိုမှလည်းမရှိဘူး no ကျွန်ဝေးဟိုမှာဟာဘရိုဒီကောင်ကွာနေရာပြီးဒီနေရာပြောင်းမပြောင်းဟေးရဒီကောင်ရိုက်လို့လည်းမရအောင်အဲ့တော့ကျွန်တော်တို့အိမ်ကိုနည်းနည်းလေးပေါ့နော်ဒီအိမ်အပြေပချမ်းလေးတွေကိုကျွန်တော်တို့တစ်ကိုကြောခံရအောင်ဘရိုကျွန်တော်တို့ဒီလိုပုံစံလေးပေါ့ဝေးကျွန်တော်တို့အကုန်လုံးလုပ်လိုက်ကြရအောင်ဒါပြီးရင်တော့ကျွန်တော်တို့အိမ်ကတော့ပြီးသွားပြီပေါ့နော်အဲ့တော့အရင်ကြီးစောက်ကြတယ်မလို့ပြီးသွားပြီရောအတွင်းထဲမှာဒါဆိုရင်ရပြီโอเคပြီးသွားပါပြီခင်ဗျာရောကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီ chest တက်တာပေါ့တက်တာလေးနှစ်ခုလောက်လောက်အောင်မလို့အဲ့ဒါဆိုကျွန်တော် inventory လေးနည်းနည်းလေးရှုပ်နေပြီလေဟုတ်တယ်မလားအဲ့တော့ကျွန်တော်ဒီမှာတစ်ခုချပေါ်မှာတစ်ခုချလိုက်ပြီโอเคရပြီကျွန်တော်အဲ့တော့မလွဲပစ္စည်းတွေကိုထည့်လိုက်မယ်โอเคရပြီအဲ့တော့wooden picket တော့โอเคရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အဆင်ပြေပြီအဲ့တော့ကျွန်တော်တို့ဒီခေါင်းကြီးလာတာကိုပဲစောင့်ရအောင်မယ်ပေါ့နော်ဝေးဘရိုအချိန်ပြေတော့မယ် no မဟန်ပြေး no what ဒီချိန်ပြေးပါဘရိုပါလိုက်ရော no ပြေးလိုက်လာလိုက်လာထိုက်လာတယ်ဟာ no ဟေးငါမတတ်ပါနဲ့ခွာဟေးရေးလို့ no